င်္ဂလာပါပိသက်ကြီးဆန်လေးချိုးဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ကိုကိုတို့ရင်ထက်မခံရလေအောင်ကိုကောင်မလေးကအလုတ်ခံပြီးပြီလားနဲ့အလုတ်မခံရသေးဘူးလားဆိုတာသိတာတဲ့ကြွေးပြချက်ပုံစံတွေကိုကျမကြီးရပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ကောင်မလေးရဲ့ချူချူလေးနဲ့ဖုတ်ဖုတ်ကြီးကအကိုင်လုတ်ခံပြီးပြီလားဆိုတာကိုပထမဆုံးသိနိုင်မယ့်အချက်တစ်ချက်ကကောင်မလေးရဲ့ချူချူလေးတွေကတင်းမှာဖောင်းကားပြီးကြက်လက်နေရဆိုရင်တော့ကိုကိုတို့ကန်ကောင်းပါပြီဘာလို့လဲဆိုတော့ချူချူလေးကတင်းချက်ခံပြီးတင်းမာနေရဆိုရင်တော့အတိုင်းမခံထားရသေးတယ်လက်လက်ဆက်ဆက်လေးဖြစ်နေလို့ပါပဲနောက်ထပ်သိနိုင်မယ့်တစ်ချက်ကကောင်မလေးရဲ့ချူချူထိတ်တီကောင်းလေးတွေဖြူနေလားမဲနေလားဆိုတာပါမဲနေတော့ကိုကိုတို့ကန်မကောင်းပါဘူးနော်ဒါပေမဲ့ချူချူထိတ်တီကောင်းလေးကဖြူပြီးဝုန်းဝါနေရင်တော့အသစ်ဆက်ဆက်ချူချူလေးကိုတော့ကြီးအာရပါရဆိုချလိုက်ပါတော့နော်ဒီနေ့အတိုင်းပဲဖို့ဖို့လေးကအလုတ်ခံပြီးပြီလားမခံရသေးဘူးလားဆိုတာသိနိုင်မယ့်အချက်လေးတွေကိုပြပြပေးပါမယ်နော်ပထမအချက်အနေနဲ့ကောင်မလေးရဲ့ဖို့ဖို့ကြီးကနုနယ်နေလားကြမ်းတမ်းနေလားဆိုပြီးခွဲလို့ရပါတယ်မတမခင်လက်နဲ့အရင်ပွတ်တက်တဲ့အခါနုနယ်နယ်လေးရှိနေတယ်ဆိုရင်တော့အလုတ်မခံထားရတာ60ရာခိုင်နှုန်းလောက်ကတေချာနေပါပြီဒါပေမဲ့စိတ်မကောင်းစွာနဲ့အထဲကိုလက်ထည့်လိုက်တဲ့အခါမှာကောင်မလေးကဘာမှမဖြစ်သလိုဖြစ်နေပြီချောင်းနေသလိုခံစားရရင်တော့တေချာပါတယ်အဲ့ဒီဖုတ်ဖုတ်ကြီးကအလုတ်ခံပြပြပြီနော်ဒါပေမဲ့ဖုတ်ဖုတ်ကြီးကအလုတ်ခံထားရသလားဆိုတာနောက်ထပ်သိနိုင်မယ့်တနည်းလည်းရှိပါသေးတယ်ရှင်ဒါကတော့ကောင်မလေးထန်နေတဲ့အချိန်ကောင်မလေးရဲ့ဖုတ်ဖုတ်ကြီးကအရင်လေးအရင်ရွှဲနေပြီဆိုရင်ကောင်မလေးပါဇက်ကကူကူကြီးလောက်ပါတော့မခံစားနိုင်တော့ဘူးလို့ပြောလာတဲ့အချိန်မှာဒါဆိုရင်လေအလုတ်ခံထားရတာသိကြပါတယ်အလုတ်ခံထားရလို့အဲ့ဒီခံစားချက်ကိုသိလို့တောင်းဆိုတာပါဒါပေမဲ့ကောင်မလေးကအရင်ရှဲနေပေမဲ့ဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးဇွတ်ညင်းနေမယ်ဆိုရင်တော့သိကြပါတယ်အဲ့ဒီဖို့ဖို့လေးကအတစ်ဆက်ဆက်လေးပဲရှိလို့နေမှာပါဒါကြောင့်ကိုကိုတို့ကောင်မလေးရွေးတဲ့အခါအလုတ်ခံထားရမရဘယ်လောက်ထိကိုလက်ထဲမှာခံနိုင်ရှိအောင်လဲဆိုတာစစ်ဆေးပြီးမှရွေးယူကြဖို့အကြံပေးပါရစေနော်